ကျွန်တော်တို့မြန်မာနိုင်ငံကလူများပြီးတော့ပွဲမစီဘူးလို့ပြောလို့ရတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကတိုင်းရင်းသားလူမျိုးစုတွေဒါအများကြီးရှိတယ်လူဦးရေဒါအများကြီးရှိတယ်ဒါပေမဲ့ဒီတိုင်းရင်းသားတွေထဲမှာကောအားလုံးထဲမှာကနိုင်ငံကိုချစ်တဲ့သူမရှိဘူးသူတို့ရဲ့အတ္တသူတို့ရဲ့ပုဂ္ဂိုလ်ဆွဲလောက်ပဲအနီးအစိမ်းကွဲနေကြတယ်အချင်းချင်းကိုက်နေကြတယ်အခုချိန်မှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကတရားရင်ဆိုင်နေရတယ်ဂမ်ဘီယာနိုင်ငံရဲ့ဆွဆွဲချက်ကြောင့်ဘင်္ဂါလီတွေကိုဂျီနိုဆိုက်လုပ်တယ်ဆိုတဲ့ဆွဆွဲချက်ကြောင့်တရားရင်ဆိုင်နေရတယ်ဒီအရာကစစ်တပ်ကိုဦးတည်ပြီးတော့သူတို့ကဆွဆွဲတာမဟုတ်ဘူးတိုင်ချက်ဖွင့်တာမဟုတ်ဘူးနိုင်ငံမြန်မာဆိုတဲ့အရာကိုတိုင်ချက်ဖွင့်တာဘာဖြစ်လို့မြန်မာဆိုတဲ့အရာကိုတိုင်ချက်ဖွင့်တာလဲဆိုရင်ဂမ်ဘီယာနိုင်ငံဆိုတာကမွတ်စလင်အစ္စလမ်နိုင်ငံဖြစ်တယ်ဒီအစ္စလမ်တွေကိုဘင်္ဂလားဒေ့ရှ်မှာယာယီစစ်ရှောင်နေတဲ့အစ္စလမ်ပေါင်းဘင်္ဂါလီအစ္စလမ်တန်းချီကိုမြန်မာနိုင်ငံထဲကိုပြန်ထည့်ဖို့အတွက်ကိုဆွဲတာဖြစ်တယ်မြန်မာနိုင်ငံကိုတရားစွဲတာဖြစ်တယ်အကယ်၍မြန်မာနိုင်ငံကဒီဆွဲချက်မှာရှုံးခဲ့လို့ရှိရင်ဒီဘင်္ဂလားဒေ့ရှ်မှာယာယီစစ်ရှောင်နေတဲ့ဘင်္ဂါလီတန်းချီခိုးဝင်ဘင်္ဂါလီတန်းချီကိုမြန်မာနိုင်ငံထဲကိုလွတ်လပ်စွာဝင်ခွင့်ပြုရမယ်မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ်သတ်မှတ်ပေးရမယ်ရိုဟင်ဂျာဆိုပြီးတော့သတ်မှတ်ပေးရမယ်ဆိုတော့ကျတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဘယ်တော့မှမရှိတဲ့ဒီလိုခိုးဝင်တွေကိုသတ်မှတ်ပေးရမယ်ဆိုတာကလုံးဝမဖြစ်နိုင်တဲ့အရာဖြစ်တယ်အကယ်၍သတ်မှတ်ဒီအမှုရှုံးတော်လို့သတ်မှတ်ပေးခဲ့ရပြီဆိုရင်ပြန်ဝင်ခိုင်းခဲ့ရပြီဆိုရင်အရင်ဆုံးပြဿနာတွေကိုအရင်ဆုံးဒိုင်းခံပြီးတော့ခါးစည်းခံရမှာကရခိုင်နေဖြစ်တယ်ဒီဘင်္ဂါလီတွေဘလောက်အောက်တန်းကြတဲ့စိတ်ရှိလဲဆိုတာရခိုင်နေအတီးဆုံးဖြစ်တယ်ပြီးရင်လည်းဒီအခုဆွဲခံနေရတဲ့မြန်မာနိုင်ငံကိုဆွဲခံနေရတဲ့ကိစ္စကပြောရမယ်ဆိုရင်ရခိုင်နေကြောင့်ဖြစ်ခဲ့တဲ့ကိစ္စလို့ပြောလို့ရတယ်2012မှာတီတာထွေးကိစ္စနဲ့တီတာထွေးကိုမရင်းကျင်းတဲ့ကိစ္စနဲ့ဘင်္ဂါလီနဲ့ရခိုင်တွေနဲ့ပြဿနာဖြစ်တယ်ပြဿနာဖြစ်တဲ့အချိန်မှာ2လအတွင်းမှာဘင်္ဂါလီတွေကရခိုင်ပေါင်း150ကျော်တက်ခဲ့တယ်2လအတွင်းမဲ့ရခိုင်အင်ဂျီပေါင်း1000ချီဖျက်ဆီးခဲ့တယ်မီးရှို့ဖျက်ဆီးခဲ့တယ်အဲ့ဒီအချိန်မှာရခိုင်ပေါင်း1000ချီထွက်ပြေးခဲ့ရတယ်ဒါက2လအတွင်းပဲရှိတယ်အကယ်၍ဒါဒီ2လအတွင်းမှာရခိုင်တွေရှိကဗမာတွေနဲ့စစ်တပ်ကဒါမရက်တီခဲ့ဘူးဆိုရင်2လနဲ့တည်ခဲ့တဲ့လူကြီးနဲ့မြောက်ကြည့်လိုက်ဘလောက်များရခိုင်နေတည်ခဲရမလဲအကယ်၍ဒါအဲ့ဒီအချိန်မှာစစ်တပ်ကရှေ့ကနေမရက်တီခဲ့ဘူးဆိုရင်ရခိုင်တွေအခုချိန်မှာမြန်မာနိုင်ငံမှာကြံမာတော့မဟုတ်တော့ဘူးဒါပေမဲ့အခုချိန်မှာမြန်မာနိုင်ငံတရားရင်ဆိုင်နေရတဲ့အချိန်မှာဘေးရခိုင်ပေါက်လို့ဘေးစားကရှေ့ကနေရက်တီပေးလေဟုတ်တယ်ငါတို့ရဲ့ရခိုင်လူမျိုးကိုစော်ကားလို့မလို့ငါတို့ရဲ့ရခိုင်တွေကိုတတ်လို့မလို့စစ်တပ်ကကူညီပေးတာဖြည့်ရှင်းပေးတာလို့ဘေးရခိုင်ကထွက်ပြောလေရခိုင်နေသိတာကလူမျိုးရေးအမုန်းတရားလောက်ပဲသိတယ်လူမျိုးမုန်းဆွဲလောက်ပဲသိတယ်ပေါက်လို့ပဲစားအောက်တန်းစားတွေဖြစ်တယ်စာမတက်ပေမတက်တွေဖြစ်တယ်အကယ်၍ဘင်္ဂါလီတွေကိုပြန်ခေါ်ခဲ့ရလို့ရှိရင်ရခိုင်ဒေသမှာနေရာချထားမှာဖြစ်တယ်ဒီဘင်္ဂါလီတွေရဲ့အခုနေတဲ့နေရာကဘူးတိကြောင်တို့မောင်တော်တို့ကမှနေရာဆက်ပြီးတော့ချရမယ်ဆိုရင်ဒီရခိုင်နေဘယ်လိုမျိုးပြဿနာတွေကြုံရမလဲဘယ်လိုအသက်ခံရမလဲဆိုတာရခိုင်နေအတိဆုံးဖြစ်တယ်ဒါပေမဲ့ယခုအချိန်မှာဘေးရခိုင်ကရှေ့ကနေရက်တီပေးလေထွက်ပြီးပြောရဲလေပြောတာမပြောတာအထက်လူလိုမသိတာကိုကျွန်တော်တို့ကပြောချင်တာဖြစ်တယ်ဒီပြဿနာကသူတို့အကြောင်းဖြစ်တဲ့ပြဿနာဖြစ်ပါလျက်နဲ့ယခုအချိန်မှာဘာမှမသိတယ်လို့ဟန်ဆောင်မသိတယ်လို့မသိချင်အောင်ဆောင်းနေတဲ့ပေါက်လို့ပဲစားစိတ်သက်ရှိတဲ့ရခိုင်တွေကိုကျွန်တော်တို့ကမကြိုက်လို့ပြောချင်းဖြစ်တယ်အကယ်၍ဒီအမှုကရှုံးခဲ့လို့ရှိရင်လည်းဒီဘင်္ဂါလီတန်းချီကိုမြန်မာနိုင်ငံထဲကိုနေရာချထားပေးရမယ်လူမျိုးအဖြစ်အတိမတ်ပြုရမယ်တိုင်းရင်းသားအဖြစ်အတိမတ်ပြုရမယ်အဲ့လိုမျိုးတိုင်းရင်းသားအဖြစ်အတိမတ်ပြုရမယ်ဆိုရင်ဒီကောင်တွေကအစ္စလမ်တွေဖြစ်တယ်အစ္စလမ်တွေဆိုတာက all of them extremist အစွန်းရောက်တွေဖြစ်တယ်အဲ့ဒီအစွန်းရောက်တွေကိုလက်ခံနေဆိုရင်ပထမဆုံးပြဿနာတွေကိုရင်ဆိုင်ရမှာပထမဆုံးအသက်ခံရမှာပထမဆုံးလေဖြတ်ခံရမှာကရခိုင်တွေဖြစ်တယ်အဲ့ဒါကိုမမေ့နဲ့ဆိုတော့ကြတော့ပြောချင်တာကဗမာတွေရောမြန်မာအစိုးရကောစစ်တပ်ကောကဘာပဲနေဘေးတိုင်းရင်းသားပဲဘာဖြစ်ဖြစ်ရှေ့ကနေရက်တီပေးတယ်ဒါပေမဲ့ရခိုင်တွေကစောင့်ကြည့်စုမသိကြဘူးသူတို့တကယ်တမ်းဆိုရင်ဟုတ်တယ်ငါတို့ရဲ့ရခိုင်မျိုးသမီးတွေကိုစော်ကားလို့ငါတို့ရဲ့ရခိုင်အင်ဂျီတွေကိုဖျက်ဆီးလို့မီးရှို့လို့ငါတို့ရခိုင်လူမျိုးတွေကိုတတ်လို့မလို့စစ်တပ်ကနိုင်ငံရဲ့တရားဝင်စစ်တပ်အနေနဲ့ကိုယ့်ရဲ့လူမျိုးတွေရှေ့ကနေရက်တီပေးတာဘယ်သူမှဂျီနိုဆိုက်မလုပ်ခဲ့ဘူးဆိုတာကိုပြောရမှာမဟုတ်ဘူးလားဘာဖြစ်လို့စောက်ပေါက်တွေပိတ်နေရလဲစစ်တပ်ကိုရင်တော့ဆဲရဲတယ်ဗမာတွေဆိုရင်ဆဲရဲတယ်ဘင်္ဂါလီတွေဆိုရင်ဖင်ခံပေါင်းနဲ့စောက်မအေလို့ရခိုင်နေ